ခမရကလူငယ်တယောက်ဖြစ်ပြီးရေချက်ရေမဲချက်တစ်ခုတော့ရှိသင့်တယ်တကယ်လို့ခမရကရေချက်ရေမဲချက်တစ်ခုမရှိသင့်ဘူးဆိုရင်ခမရရေချက်ရေမဲချက်တစ်ခုကိုအခုပဲသက်မဲ့လိုက်ပါပြီးတော့ခမရကရေချက်ရေမဲချက်တစ်ခုကိုသိပြီဆိုရင်လေအဲ့ဒီရေချက်ရေမဲချက်ကိုဘယ်သူကမှတိတိကျကျမပြောသင့်ဘူးဘာလို့လဲဒီနေ့ဗီဒီယိုမှာတော့ဘာလို့ခမရရေချက်ရေမဲချက်တွေကိုမဖြစ်သေးခင်မှာပေါ့ဘာလို့လူတွေကိုတိတိကျကျမပြောသင့်လဲဆိုတာကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်တို့လူတော်တော်များများကကျွန်တော်တို့ရဲ့ရေချက်ရေမဲချက်တွေကိုသိပေလို့တခြားလူတွေကိုပြောဖို့ပဲတွေးကြတယ်ဒါပေမဲ့အဲ့ဒါကမကောင်းတဲ့အရာတစ်ခုပါဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ရေချက်ရေမဲချက်တွေကိုပြောပြလိုက်မယ်လို့တချို့လူတွေကကျွန်တော်တို့ကိုမနာလိုပြီးတော့ distraction တွေအများကြီးပေးနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ရေချက်ရေမဲချက်တွေကိုမဖြစ်သေးခင်မှာဘယ်သူ့ကိုမှမပြောပြတာကောင်းတယ်ဒါပေမဲ့ခမရကပြောပြတဲ့လူတွေကိုလေပြောပြထားပါဒါပေမဲ့ခမရကို distraction တွေအများကြီးပေးမဲ့သူတွေကိုတော့ဘယ်တော့မှမပြောပြနဲ့ကျွန်တော်တို့ရဲ့ရေချက်ရေမဲချက်တွေကိုစကားတွေအများကြီးပြောပြီးတော့တေးတော့တာမကောင်းအလုပ်တွေလုပ်မဲ့ action တွေလုပ်ပြီးတော့ပဲတေးတော့သင့်တယ်အဲ့ဒါမဲ့လူတွေကခမရကိုယုံကြည်ပြီးတော့ခမရကိုအားကိုးလာမှာခမရကတကားတွေအများကြီးပြောပြီးတော့ဘာမှလေးဖြစ်မလာဘူးဆိုရင်လူတွေကခမရကိုဘယ်တော့မှယုံလာမှာမဟုတ်ဘူးအဲ့ဒါကြောင့်ခမရကတစ်ခုကိုစားလို့မယ်ဆိုရင်ဖြစ်အောင်လုပ်ပြီးမှပဲလူတွေကိုပြောပြသင့်တယ်မဖြစ်သေးခင်မှာတော့ဘယ်သူကမှသွားပြီးတော့မပြောပြနဲ့ဘယ်သူကမှသွားပြီးမပြောပြတာကောင်းတယ်တကယ်လို့ခမရကရေချက်ရေမချက်တွေကိုလူတွေကိုပြောပြမယ်ခမရကရေချက်ရေမချက်တွေကဖြစ်မလာဘူးဆိုရင်ခမရကိုတခြားလူတွေကဘယ်လိုထင်မှန်းလဲဒီကောင်ကရှုံးသမားလို့ပဲထင်ကြလိုက်မယ်အဲ့ဒါကြောင့်တခုမဖြစ်သေးခင်မှာမအောင်မြင်သေးမှာဘယ်သူမှမပြောပြတာကောင်းဆုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like subscribe လုပ်ပြီးတော့ comment မှာတခုရေးပေးပါပြီးတော့ channel ကို subscribe လုပ်ပြီး notification on ထားဖို့လေးမမေ့ပါနဲ့နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ခုလောက်ပါ